ဗျာနေဖောက်ပြန်တယ်ဆိုတာနေကိုနေဝခံနေပြောငါဖောက်ပြန်တယ်ဒါပေမဲ့ငါသမ ्या နဲ့မအိပ်ဘူးမအိပ်ဘူးဆိုတဲ့စကားမပြောနဲ့ဖောက်ပြန်ပြီဆိုတာအိပ်ပြီဆိုအဲ့နေတက်တယ်စီလားနေအခုလို့သွားပြီးအပြင်မှာသွားပြီးဖောက်ပြန်ပြီဆိုတာတက်တည်ထူလို့မရဟာအပြင်မှာသွားတိုင်းလဲအဲ့ဒါအိပ်ပြီလားနေမှာခလေးရှိတယ်ယောက်ျားရှိတယ်နေသိလားသိတယ်ဒါဆိုနေဘာလို့ဖောက်ပြန်လဲငါပြီးဒီရောငါပေါ်မှာလေးနဲ့ထားလို့နေငါပေါ်မှာလေးထားတာနေအပေါ်မှာငါဗာမြန်မှားတာရှိတယ်ခလေးနဲ့စကားခလေးနဲ့အတိုက်ကပြောမှဆိုလို့စကားများမှဆိုလို့ငါအတက်နိုင်ဆုံးချောင်းကြီးပြောပေးတယ်ဒါပေမဲ့နေသူနဲ့သွားပြီးတွေ့နော်ဖောက်ပြန်နော်ချစ်တယ်တို့အာဘွားတွေမှာအကုန်လုံးရှိရနော်ဒါပေမဲ့နေအကောက်ကိုနေခုကြည့်အခုဖွင့်အဲ့ဒီလူအကောက်ကိုဖွင့်ငါဖျက်လိုက်ပြီဒါဆိုနေဘက်ကမားတယ်ပေါ့ဟာငါကပြောပြရတယ်ဒီနေ့ငါဖောက်ပြန်တာငါဖောက်ပြန်တယ်ငါပြီးသွားပြီပေါ့ဒီမှာဒီမှာရှိနေသူချင်းလေအခုကတော့လေကဲအဲ့ဒါတော့ပြောဖောက်ပြန်တဲ့မိမရဲ့ရုပ်ကိုတော့တစ်ချက်ကြည့်ဖောက်ပြန်ဆိုလဲတယောက်လည်းပြန်လို့မရဘူးနှစ်ယောက်လုံးပြန်မရညောင်တော့ပြန်ငါဖောက်ပြန်တယ်မနေကဖောက်ပြန်နိုင်ဘူးမဟုတ်လေအဲ့တခြားလူကိုပြောတာပေါ့နေအခုလည်းပကြမိတာလဲဆိုနှစ်ယောက်လုံးပြန်လို့ရတယ်ညောင်တော့ပြန်နေကဖောက်ပြန်တာငါဖောက်ပြန်တာမဟုတ်တယ်ယူနေဆောက်ချက်မရှိဖောက်ပြန်တာယူငါပြမှာပေါ့တိပြီးတိုင်းမဟုတ်လားတိပြီးဆိုပြီးရောတော်ပြီးမဟုတ်လားဟာတော်လို့မရသေးလေဘာပြောမလဲဟာတော်လို့မရသေးလေဘာပြောမလဲအခုငါအခုသူတို့ခေါ်မယ်ခေါ်ပြီးလို့ရှိရင်နေသူတို့နဲ့အကိုတို့နဲ့တခြားပြောပြီးလို့ရှိရင်နေတင်းဝင်လာလိုက်အားလို့ရှိမှငါပြောမယ်နေဖောက်ပြန်တာကိုငါအားလို့ရှိမှပြောမယ်အင်းငါပြောပြီးရင်ဒီကငါတနေ့မလို့နေဝင်သွားမယ်တော့ငါပြောပြီးရင်မဟုတ်ဘူးဖောက်ပြန်တဲ့မိမရုပ်ကိုတော့အားလုံးပဲကြည့်ကြပါလို့ပဲကျွန်တော်ပြောမယ်ဖောက်ပြန်တဲ့မိမအေးကိုကောင်းလားမကောင်းလားကိုကောင်းလို့